ရုပ်ဆိုးဆိုရုပ်ချောချောမိမတရားလို့ပြောကြပေးနာမှာထာဝရရက်တည်သွားမယ်ဆိုယောက်ျားမမိနဲ့နော်ဘာမှအမငင်နဲ့ယောက်ျားရေဟေးမိမဒီမှာလေးယောက်ျားခေါင်းကြီးအင်ခေါက်ခွဲကြော်လာပြီးတာသူသားလေးမွေးနေတဲ့အဲလို့နေနဲ့အထူးစားမယ်လေးယောက်ျားနော်မိမခွင့်ကြည့်မယ်စားနေပါဦးမိမရဲ့ဘာဖြစ်လို့လဲယောက်ျားရဲ့ရွေးရင်တော့တမျိုးဖြစ်နေလို့ပါမိမရဲ့အဲ့ဆိုလည်းမိမပြီးမှပဲစားရမယ်ယောက်ျားရင်တော့မဖြစ်နေမိမပြောတာဘာဖြစ်တာပြောမိမသိကျင်လို့ဟာလားသိကျင်တော့ယောက်ျားပြီးမှစားရမှာဆိုပြောမိမအေးမိမသိကျင်ရောပြောပါမယ်လေမိမနော်အေးပြောပြယောက်ျားဘာဖြစ်လို့ယောက်ျားမိမရဲ့အရင်တော့ယူနေအရန်လာတာပဲသိတာအရင်တော့ဆိုယောက်ျားနေမှာအရန်ချိုးတယ်မိမရဲ့အရန်လာတယ်အသားလည်းဖွေးဆိုးနေတယ်အပြင်တော့ကောင်မာလေးတွေကစားသေးမလားကိုချစ်တယ်ကြိုက်တယ်အခုများတော့မိမရဲ့လမ်းမှာတွားရင်ဒီမှာဟိုလူကကြောက်ဒီလူကယွန်းရှာဟိုလူကကက်ကြီးဒီလူကရှုပ်ကြယောက်ျားမိမရဲ့ဒီလူလောကကြီးမှာမနေချင်တော့မိမရဲ့အဲ့လိုလည်းပဲဟုတ်မလဲအဲ့လိုတော့ပဲဟုတ်မလဲယောက်ျားရဲ့လူဘဝဆိုတာရခဲ့ပါတယ်ယောက်ျားချောတော့ကလည်းတစ်ချိန်ကလည်းဝမ်းဝိုင်းလန်အောင်ထောခဲ့ပူရတယ်အခုချိန်မှာယောက်ျားရေဆက်ပါလို့ဒီလိုပြန်ပြီးပေးဆက်ကလည်းလိုပဲတတ်မှတ်လိုက်ပါယောက်ျားနော်ဝိတ်ဆိုတာနောက်ဘဝမကူဘူးယောက်ျားဒီဘဝမှာကောင်းဘလောက်ပဲနေနေရှေ့ဘဝအကန်နေပါလာယောက်ျားပေးဆက်ကမှာပဲလေဘာပဲဖြစ်ယောက်ျားရုပ်ဆိုးဆိုရုပ်ချောချောမိမတရားလို့ယောက်ျားပေးနာမှာထာဝရရက်တည်သွားမယ်ဆိုယောက်ျားမမိနဲ့နော်ဘာမှအမငင်နဲ့တက်လိုက်ယောက်ျားဘာမှအမငင်နဲ့နော်ယောက်ျားပေးနာမှာမိမထာဝရအမြဲတမ်းရက်တည်သွားမယ်နော်ယောက်ျားနော်အေးပါမိမရဲ့နင်ပြောတဲ့စကားလေးတွေယောက်ျားနားထောင်ရတာမိမရဲ့အရန်ဘူးသူရရှိတယ်အရန်နားထောင်ကောင်းတယ်မိမရဲ့မိမပြောသလိုမျိုးပဲကန်ကြီးအကျိုးပေါ့ယောက်ျားရှိဘဝကန်နေပါလို့ယောက်ျားဒီဘဝမှာဒီလိုစုပ်ပြက်တတ်နေတဲ့ဘဝမရောက်တော့မိမရဲ့နော်အဲ့ဒါတို့မိမပြောတဲ့စကားလေးတွေယောက်ျားအတွက်တန်ဖိုးရှိပါတယ်မိမရဲ့နော်အဲ့တော့မိမအများကြီးကျေးဇူးတင်တယ်မိမရဲ့အများကြီးပဲဝမ်းသာတယ်ပြောတယ်မိမရဲ့ဘာပဲဖြစ်ဖြစ်ယောက်ျားရဲ့ယောက်ျားကိုမိမပြောလိုက်တဲ့စကားလေးကမိမစကားလေးယောက်ျားနားထောင်လို့တန်ဖိုးရှိတဲ့စကားလေးဖြစ်လို့ချင်းမိမဝမ်းသာပြီးသားငါယောက်ျားလေးစိတ်ချမ်းသာမိမကျေနပ်ပြီးသားဟုတ်လားဘလူဘွားမျိုးပါပဲရောက်တို့လည်းရမ်းတော့တတ်လို့မခေါ်ပဲချစ်ခင်နေသွားမယ်နော်ယောက်ျားနော်အေးမမငယ်နဲ့တိလားအေးဒီကနော်ဟိုငါချောတယ်ငါလှတယ်နော်ဆိုတာမတည်မြဲပါဘူးဗျာနော်အချိန်တန်လို့ကန်ကုန်သွားရင်ကန်ကြီးအကျိုးပါဗျာအခုချောပြီးတော်ကြဆိုးကျင်တယ်ဆိုးပါမှာပါဗျာအဲ့ဒါဟုတ်လို့လူတိုင်းကိုဟာလားကိုချောတိုင်းကိုလှတိုင်းနော်ကိုထက်နေမာတဲ့လူကိုထက်မလားတဲ့လူကိုမနေမာတဲ့မပြောပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျွန်တော်တို့ဒီလိုပုံစံမျိုးဟာလားဒီလိုယူဆိုးပန်းတို့ဘယ်လိုပဲဖြစ်ချင်ပါမလဲဒါပေမဲ့သူဖြစ်ချင်တယ်လို့ဖြစ်သွားတာပါဒါကိုယ့်ရဲ့ကန်ကြီးအကျိုးပါကျွန်တော်ပြောချင်ပါတယ်ဗျာ